โอเคတမိုင်းဆိုတာအွန်လိုင်းလူတွေရေးခဲ့တာဖြစ်ပေမဲ့အဲ့တမိုင်းကိုခြေခံကနေပြောင်းလဲပြစ်နိုင်တဲ့အရာတွေကလောကမှာအလွန်ရှားတယ်။ကားလောကမှာဆိုရင်လည်းဂိုးခတ်ကိုတော်တော်များများကစားခွင့်ရအကျုပ်ပိုင်းလို့ပဲထင်မြင်နေကြတယ်။ဒါပေမဲ့တကယ်တမ်းမှာဒါဟာ Formula 1ကမ္ဘာချန်ပီယံတွေရဲ့အိမ်မက်တွေစတင်ရအရက်ဖြစ်လို့ပဲအင်ဂျင်နီယာပညာရပ်တွေစုပေါင်းထားတဲ့ပြိုင်ကအသေးစိတ်တစ်ခုလည်းဖြစ်ပါတယ်။ ကိုကက်ရဲ့တမိုင်းချောင်းကိုပြန်ကြည့်မယ်ဆိုရင်1950ပြည့်နှစ်အလုံးတစ်စီကိုပြန်သွားရလိမ့်မယ်1956ခုနှစ်မှာအမေရိကန်အင်ဂျင်နီယာတအုပ်ဖြစ်တဲ့အန်ဂယ်ကမျက်ရည်ဆက်အင်ဂျင်ကိုအသုံးပြုပြီးပထမဆုံးကိုကက်ကိုဖန်တီးခဲ့တယ်အစာပိုင်းမှာတော့ဒါဟာဝါနာရှင်အချို့ရဲ့အိမ်နောက်ဖေးကပြောစရာတစ်ခုတာဖြစ်ခဲ့ပြီးမြဲမကြခင်မှာဒီစက်ရုပ်ကားလေးကကျွန်တော်တို့ဒီကတ္တရလမ်းလေးပေါ်မှာအရှင်အောင်နဲ့ပြန့်နေသွားခဲ့တယ်60ခုနှစ်အရောက်မှာတော့ဒီကိုကက်ကကစားစရာအဆင်းရနေပြီးတော့တကယ်အားသာတစ်ခုအဖြစ်ကဘာတဝင်းမှာလွှမ်းမိုးသွားခဲ့တယ် It is almost impossible to overturn and is extremely simple to operate. The controls consist of a brake, an accelerator, and of course a steering wheel. All you have to do is point the thing in the right direction and then put your foot down. ကိုကက်တစီရဲ့တိဆောက်ပုံကအလုံးကိုရိုးရှင်းနေ suspension တွေမပါဘူး defense တွေမပါဘူးဒါပေမဲ့ဒီလိုရိုးရှင်းမှုတွေကလည်းအန်ဟောစရာကောင်းတဲ့ engineer ပညာရပ်တွေရှိနေတယ်ကားကိုယ်ရဲ့ကွင်းညွှန်နိုင်စမ်းရမယ် suspension ပြအလုပ်လုပ်ပေးရတယ်ကားတစ်စီးလုံးကမြေပြင်နဲ့လက်မအနှဲငယ်တာကွာဝေးတဲ့အတွက် driver တယောက်ခံစားရမယ့်အချိန်လုံးကတာမန်ကားရဲ့ထက်နှစ်ဆနီးပါးပိုနေလိမ့်မယ်အကွေးတစ်ခုကိုဖြတ်တဲ့အခါမှာခံစားရတဲ့ G4 ကပြင်းထန်လုံးလို့ဒါဟာတာမန်လူတယောက်အတွက်တော့စိန်ခေါ်မှုတစ်ခုလိုပဲဖြစ်နေလိမ့်မယ်လူဝေဟာမန်တန်မက်ဖက်စတာပန်ကနေမိုက်ကယ်စမစ်ရှာအထိကျွန်တော်သိထားတဲ့ S1 နာမည်ကျော်တွေအားလုံးမှာတူညီရဲ့နောက်ခံတစ်ခုရရှိတယ်။ဒါကတော့သူတို့ရဲ့ပထမဆုံး racing line ကိုဂိုးကတ်ကွင်းတွေရပဲစတင်ခဲ့တာပါ။ဂိုးကတ်ဟာကားမောင်းတဲ့အခြေခံတွေမဟုတ်ပဲတဦးနဲ့တဦးကြော်တက်တဲ့ခါရှိရမယ့်စိတ်သက်တွေစက္ကန့်ပိုင်းအတွင်းဆုံးမချက်ချရတဲ့တိကျမှုနဲ့ခန္ဓာကိုယ်ရဲ့တုံ့ပြန်နိုင်စွမ်းအားကိုတွေးထောင်ပြီးခဲ့တာပါ။အခြေခံမကောင်းပဲအောင်မြင်မှုဆိုတာမရှိဘူးလို့ပဲဂိုးကတ်မရှိဘဲနဲ့လည်းဒီနေ့ခေတ် racing ကဘာဆိုတာရှိလာမှာမဟုတ်ပါဘူး။ဒီနေ့ခေတ်မှာကိုကက်ဟာပျော်တမ်းဆောင်နေမှာဟုတ်ပဲနဲ့ professional racing လောကတွေကိုဝင်ရောက်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့ပြင်နာတင်ကြောင်းတစ်ခုလိုဖြစ်လာပါပြီ။ဒါဟာအရှိန်ဟောချစ်မြတ်နိုးသူတွေရဲ့အိမ်မက်တွေကိုအကောင့်တင်ခေါ်ရနေရအနာဂတ်ရဲ့ချန်ပီယံတွေပေါ်ထွက်လာမယ့်နေရာပဲဖြစ်ပါတယ်။ဒါအိတ်ကီယာရဲ့ပထမဆုံးခရီးစဉ်ကိုကျွန်တော်တို့ဒီနေရာကနေစတင်ခဲ့ပါပြီ။နောက်ထပ်လည်းစိတ်ဝင်စားစရာကားလောကရဲ့အကြောင်းအရာတွေတင်ဆက်ပေးတော့မှာမို့လို့တိုင်းရဲ့ subscribe လုပ်ပြီးတူလိုက်ပါဖို့ဖိတ်ခေါ်လိုက်ပါတယ်။ Stay you are engine and see you in next video.